အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတာအောင်ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးပါနော်မနေ့ပြန်ဆိုရင်ကျွန်တော်တို့24ရက်8လ2026တနင်္လာနေ့အဖွင့်နေ့လေးကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီနော်ဒီဗီဒီယိုဖိုင်လေးကအဖွင့်နေကုန်စားအချင်းလေးတွေမိန်းကွက်ကလေးတွေပတ်သီးလေးတွေတင်ပေးရင်းနဲ့တပတ်စာအနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့ဇာတိုးလေးတွေသုံးလုံးအခွေလေးတွေကိုလည်းဒီဗီဒီယိုဖိုင်လေးထဲမှာပြောပြသွားမှာဖြစ်လို့ပြီးဆုံးအောင်ကြည့်ပေးပါကဲကျွန်တော်ရဲ့နော်ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာကိုကြမ်းမာကြပါစေစီးပွားလှလှပါတွေလည်းတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ် Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုဖိုင်လေးကိုမြင်ပြီးတွေ့ပြီးဆိုရင်တယောက်မြင်တယောက် share ပါနှစ်ယောက်မြင်နှစ်ယောက် share ပါ like လက်မအသေးလေးတွေနဲ့ဝန်းရံပေးပါကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုနေ့စဉ်နဲ့မြင်ရင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page လေးကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့ဒါမှကျွန်တော်တင်တာလေးတွေကိုနေ့စဉ်နဲ့မြင်ရတွေ့ရမှာဖြစ်တယ်အများမြင်အများတွေ့နိုင်အောင်ကူညီပေးခြင်းနဲ့ညီကိုမောင်နှမတွေအားလုံးကတယောက်မြင်တယောက် share ပေးတော့ပါနှစ်ယောက်မြင်နှစ်ယောက် share ပေးတော့ပါနော်ကဲဒါဆိုလို့ရှိရင်မနေ့ပြန်ကျွန်တော်တို့เนาะတနင်္လာနေ့အဖွင့်နေကုန်စားเนาะအချင်းလေးတွေမိန်းကွက်ကလေးတွေပတ်သီးလေးတွေမပြောခင်မှာကျွန်တော်တို့ဒီတစ်ပတ်မှာမပြောက်တဲ့ဇာတို့အနေနဲ့ဆိုလို့ရှိရင်985ပဲဖြစ်ပါတယ်เนาะတေချာလေးနားထောင်ပါမပြောက်တဲ့ဇာတို့အစောဆုံးလာပါလိမ့်မယ်985ပါเนาะဒါမပြောက်တဲ့ဇာတို့ပါเนาะသုံးလုံးအခွေလိုက်တဲ့ညီကိုမောင်နှမတွေဇာတို့အခွေလိုက်တဲ့เนาะအကိုတွေအမတွေအားလုံး985ဇာတို့အခွေလိုက်ပါเนาะဒါအခွေသမားတွေတီတာမှာเนาะဇာတို့လိုက်တဲ့ညီကိုမောင်နှမတွေဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်မနေ့ပြန်ကျွန်တော်တို့เนาะတနင်္လာနေ့အဖွင့်နေကုန်စားမှာဘိုင်းနေနေဆိုရင်ခွန်ပိုင်း2ပိုင်းခွန်ပတ်တီး2ပတ်တီးပေါ့เนาะခွန်နဲ့ပတ်သက်တဲ့မိန်းကွာကလေးတွေကတော့မနေ့ပြန်မှာခွန်8ခွန်3เนาะခွန်4ခွန်9ပဲဖြစ်ပါတယ်ခွန်8ခွန်3ခွန်4ခွန်9ပါခွန်နဲ့ပတ်သက်တဲ့အချိုက်ဆုံးမိန်းကွာပါကဲနှစ်နဲ့ပတ်သက်တာကတော့2 8 2 3 2 4 2 9ပဲဖြစ်ပါတယ်2 8 2 3 2 4 2 9ပဲဖြစ်ပါတယ်နှစ်နဲ့ပတ်သက်တဲ့အချိုက်ဆုံးမိန်းကွာရွေးကွာကလေးတွေပါကဲကျွန်တော်ထုတ်ပေးတဲ့မိန်းကွာယောဂကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်တနေ့နာနေ့အဖွင့်နေကုန်စားမှာအားကောင်းဆုံးဝမ်းကျင်သည့်ခုနှစ်အချိန်ဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆော့တဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးတနေ့နာနေ့နေကုန်စားမှာအားကောင်းဆုံးပတ်တိဒီခွန်ပတ်တိနှစ်ပတ်တိအားအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွေ့ရင်လိုက်ဆော့ပါအကြိုက်မတွေ့ရင်မဆော့ပါနဲ့เนาะစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါ့လို့ရလို့လေဘာမှပေးစီရမလိုပါဘူးအမားမှန်တော့ရှိပါတယ်เนาะအားလုံးပဲမနေ့ပြန်မှာစမ်းပြီးတော့ကစားခြင်းနဲ့ညီကိုမောင်နှမတွေစမ်းပြီးဆော့ခြင်းနဲ့ညီကိုမောင်နှမတွေအားလုံးလိုက်ဆော့ကြည့်ပါစေတနာနဲ့တင်ပေးတာပါပေါ့လို့ရလို့လေဘာမှပေးစီရမလိုပါဘူးအားလုံးပဲစေတနာကောင်းရင်ကံကောင်းပါတယ်เนาะကဲအခုလိုကြည့်ရှုပေးတာအတူတူပဲကျေးဇူးတင်ပါတယ်တနေ့နာနေ့အဖွင့်နေလေးမှာအဖွင့်လာကြပါစေအားလုံးပဲเนาะကံကောင်းကြပါစေဗျာเนาะ